ဒီသုံးလုံးရှစ်ဒီသုံးလုံးနှစ်ဒီသုံးလုံးခွန်ဒီသုံးလုံးရှစ်က9338တယ်9338ဆိုပြီးရှစ်တယ်ပြီးရင်ရှစ်နှစ်ခက်3ရယ်9818တစ်တယ်ဒီသုံးလုံးနှစ်ကဒီမှာ93ဒီသုံးလုံးနှစ်တယ်နှစ်နှစ်ခက်တစ်နဲ့ဇောင်းသုံးလုံး3နဲ့4တယ်ဒီသုံးလုံးခွန်ကဒီမှာဒီသုံးလုံးခွန်တယ်ခွန်နှစ်ခက်ဒီ6နဲ့ဇောင်းသုံးလုံး4နဲ့3ညတယ်ပြီးရင်ဒီသုံးလုံးရှစ်ကိုဒီရှစ်ရယ်1ရယ်9ရယ်ရှစ်1 9ဆိုပြန်ရှစ်တယ်ဒီသုံးလုံးနှစ်ကို9ရယ်6ရယ်1ရယ်961ဆိုပြန်နှစ်တယ်ဒီသုံးလုံး sorry ဒီသုံးလုံးခွန်ကို9ရယ်9ရယ်3ရယ်ဆိုပြီးတော့ခွန်မယ်ဆိုရင်3ထိပ်ပြီးရင်ခွန်265 839 9ခွန်931 9 5ခွန်9 533တက်မယ်ဆိုရင်ဒီခွန်265 839 9ခွန်931 9 533 5ခွန်9တက်ပြီး3163 469 9 39 89 တက839 8 313ခွန်မယ်ဆိုရင်3ထိပ်3ထိပ်883 9နှစ်ခတ်ဒီသုံးလုံး6 8ခွန်4 sorry 854ခွန်9နှစ်ခတ်969 3ည358 6နှစ်ခတ်ဒီသုံးလုံး9 463 463က3နှစ်ခတ်ဒီသုံးလုံး9မယ်ဆိုတော့ break 3ပေါ့နော်3နဲ့5ခွန်85 3နဲ့5ခွန်85အဲ5ပါပါ3ည3ညအဲ့မှာ sorry ဒီ line ပေါ့8ခွန်1 6ပါပါ3ည1 3ည1 386ခွန်ပါပါ363နှစ်4598 8ပါပါ1933ဒါဆိုရင်ဒီသုံးလုံး1ဒီသုံးလုံး2ဒီသုံးလုံး3အဲ့မှာဒီသုံးလုံး1ကဒီကြားထဲမှာဒီဇောင်းလေးလုံးတစ်ပြီးတော့ဒီသုံးလုံးပြန်တစ်တယ်ဆိုကြပါတော့ဒီ8နဲ့5ဒီမှာပရိငါရိုက်တယ်အဲ့သဘောပါဒီသုံးလုံးနှစ်ကဒီကြားထဲမှာဇောင်းလေးလုံးနှစ်တယ်ပြီးတော့ဒီသုံးလုံးပြန်နှစ်တယ်8 3 5 3ပရိ3ဒီသုံးလုံး3ကဒီမှာလွတ်နေတာဒီဇောင်းလေးလုံး3တယ်ပြီးဒီသုံးလုံးပြန်3မှာဆိုပရိနှစ်ဒီ3 3 6နှစ်ကဒီမှာပရိနှစ်